ကဲအားလုံးပဲမင်္ဂလာပါအောင်ဆောင်ခလိုက်ကိုတီကွာဒီလာစိတ်နဲ့ကဲအခုတယောက်ကလာမိထားတယ်ပေါ့အနံ့ရေးတဲ့လက်ပိုက်ထားကိုတဲ့အနောက်ပိုးကင်လို့ဘယ်လိုခေါ်လဲတဲ့ကဲဟုတ်ပြီနော်ဒီလက်ပိုက်ထားဆိုတဲ့စကားကိုကျမတို့ကမသိဘူးပေါ့နော်ဟိုတုံမသိကြအောင်မသိတဲ့ခါကျတော့ကရင်လိုမပြောတတ်ဘူးเนาะကရင်လိုမပြောတတ်တဲ့ခါကျတော့စကားပြောတဲ့ခါဆိုလို့ရှိရင်တော့လက်ပိုက်ထားလက်ပိုက်เนาะအဲ့လိုမျိုးပဲအလွယ်လေးပြောကြတယ်ပေါ့နော်အဲ့ဒါနဲ့သူမေးတော့မှပေါ့နော်ကျေးဇူးတင်တယ်ပေါ့နော်ဒီလိုမျိုးလာမေးလို့ဆိုတော့တခြားမသိတဲ့လူတွေလည်းသိသွားရမယ်ပေါ့နော်အဲ့နဲ့ကျမကရှာကြည့်လိုက်တဲ့အခါကျတော့ဒီမှာရေးထားတာကဘာလဲဆိုတော့လက်ပိုက်ထားကိုတဲ့ဖိုင်တိုင်စုလို့ပြောတယ်နော်ဖအဲငါတိဖိုင်တအဲကြိုင်လန်တိုင်ဖိုင်တိုင်စဦးကြိုင်ပေးစုဖိုင်တိုင်စုနော်ကဲနောက်တော့အဲ့ဒါကလက်ပိုက်ကိုပြောတာနောက်တော့လက်ပိုက်ကြည့်တယ်နော်လက်ပိုက်ကြည့်ကိုဆိုရင်တော့ဖိုင်တိုင်ယူလို့ပြောတယ်နော်ဖိုင်တိုင်ယူနော်ဖအဲငါတိဖိုင်တအဲကြိုင်လန်တိုင်ဖိုင်တိုင်ရအိုယူနော်ဖိုင်တိုင်ယူနော်လက်ပိုက်ကိုကြတော့ဖိုင်တိုင်စုလို့ပြောတယ်နော်လက်ပိုက်ထားဖိုင်တိုင်စုနော်လက်ပိုက်ကြည့်ဆိုရင်တော့ဖိုင်တိုင်ယူလို့ပြောတယ်နော်ဖိုင်တိုင်ယူလို့ပြောပါတယ်ကဲမွေရုပ်စကုတ်စတာနဲ့ဒီအကြောင်းအရာလေးအကျိုးရှိတယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့မှဝင်မြသွားပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့မှဆုံတွေ့ကြပါစို့